စားပြတော့ကြောအဲ့ဒီဖျားခဲ့တယ်နော်ဘာမလို့ဘာစိတ်မပူနဲ့နော်ကြည်လေးရွတ်လို့ရတယ်ဘာမှမဖြစ်ဘူးမချောင်းနဲ့သမီးမချောင်းနဲ့ဦးလည်းရှိရမှာသမီးတို့တငယ်ချင်းတွေလည်းရှိရနော်မချောင်းနဲ့နော်မချောင်းနဲ့မချောင်းနဲ့ဦးလည်းရှိရမှာအကုန်လုံးလည်းရှိရနော်